အမျိုးသားဖြစ်သူကဇနီးတဲ့ရဲ့လက်ထဲကိုအတုလုပ်ထားတဲ့လက်တုတစ်ခုလှုပ်ဝက်စွာထည့်ပေးလိုက်ပြီးနောက်တစ်စက္ကန့်မှာပဲဘေးနားကရိုးရမပြတ်ကိစ္စရှုပ်နေတဲ့ရီးစားဖြစ်သူစီကိုအမြန်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့ဇနီးတဲ့ကတော့ဘာမှမသိရှာပါဘူးလမ်းဘေးလူတစ်ယောက်ကဒါကိုမြင်တော့စိုးရိမ်တကြီးနဲ့တတိပေးဖို့ကြိုးစားပြီးသူမရဲ့နောက်ကခင်မုန်းတဲ့ကိုကြည့်ဖို့ယူသွမတက်အော်ဟစ်အချက်ပြခဲ့ပါတယ်ဒါပေမဲ့လက်ချက်တက်ထားတဲ့ဇနီးတဲ့ကတော့ဘာတမ်းမှမကြားခဲ့ရပါဘူးအမျိုးသားကဒါကိုမြင်သွားပြီးရီးစားဖြစ်သူနဲ့ခွာပါဇနီးတဲ့စီချက်ချင်းပြန်လာပြီးလက်တုကိုလွှတ်ပစ်လိုက်ပါတယ်ပြီးနောက်ဇနီးတဲ့ကိုကာကွယ်ပေးတဲ့ပုံစံမျိုးနဲ့လမ်းဘေးလူကိုမောင်းထုတ်လိုက်ပါတော့တယ်သူတို့နှစ်ယောက်ထွက်သွားတဲ့ကြောပြင်ကိုကြည့်ရင်းနဲ့လမ်းဘေးလူဟာစိတ်ကူးတစ်ခုရသွားခဲ့ပါတယ်သူဟာသူ့စီမှာရှိတဲ့ပတ်စံတွေကိုထုတ်ပြီးနောက်ကနေအမိလိုက်သွားကအမျိုးသမီးရဲ့ပတ်စံတွေကြက်ကြံခဲ့တယ်လို့လိန်ညာပြီးပေးခဲ့ပါတယ်အမျိုးသမီးကစိတ်ထဲမှာတန်တရားဖြစ်မိပေမဲ့ပတ်စံကိုတော့လက်ခံရယူခဲ့ပါတယ်ဒီပတ်စံဆက်ကူလေးကပဲလူတိုင်းရဲ့နှီးကုန်းကိုပြောင်းလဲပြစ်တော့မှာပါညနေပိုင်းရောက်လာတဲ့အခါမှာတော့အမျိုးသားကနီးလန်းဟောင်းတိုင်းဇနီးတဲ့အနားမှာလူပုံစံအယုတ်တစ်ခုကိုအိတ်ထိုင်းထားခဲ့ပါတယ်မျက်စိပိတ်အုပ်တက်ထားတဲ့ဇနီးတဲ့ကတော့ထူးခြားမှုကိုသတိမပြုမိသေးပါဘူးပြီးနောက်အမျိုးသားကအောက်ထပ်ကိုဆင်းပြီးရီးစားဖြစ်သူကိုအိမ်ထဲခေါ်သွင်းလာပါတယ်သူတို့နှစ်ယောက်ဟာတန်ဖိုးရှိတဲ့ပစ္စည်းတွေကိုခိုးယူဖို့ပြင်ဆင်နေချိန်မှာပဲရုတ်တရက်ဇနီးတဲ့ကအောက်ထပ်ကိုဆင်းလာခဲ့ပါတယ်အမျိုးသားကရီးစားဖြစ်သူကိုအမြန်ပုံခိုင်းလိုက်ပြီးသူကိုယ်တိုင်ပဲဇနီးတဲ့ကိုရင်ဆိုင်ဖို့ကြမ်းခဲ့ပါတယ်ဇနီးတဲ့ကတော့စဝေးစဝါဖြစ်ပြီးမင်းကဒီမှာဆိုရင်အိတ်ခမ်းထဲကလူကဘာတူလဲလို့မေးခွန်းထုတ်လာပါတယ်ဇနီးတဲ့ကတွေးမိလေလက်လေဖြစ်ပြီးရဲကိုချက်ချင်းဖုန်းဆက်ဖို့အတင်းပြောပါတော့တယ်အမျိုးသားကလည်းဇနီးတဲ့ကိုအိမ်မက်ရောက်နေတာဖြစ်မယ်လို့အမြန်တားဆီးပြီးမယုံရင်အပေါ်ထက်ကိုအတူတူလိုက်ပြမယ်လို့ပြောပါတယ်ဒါပေမဲ့သူ့အတွက်ထောင်ချောက်ကအစင်းသင်းဖြစ်နေပြီဆိုတာသူလုံးဝမသိခဲ့ပါဘူးအိတ်ခမ်းထဲရောက်လို့အယုတ်ကိုရှာတဲ့အခါမှာတော့အယုတ်ကလုံးဝပျောက်ကွယ်နေတာကိုတွေ့လိုက်ရလို့အမျိုးသားတယောက်ကြောင့်အံ့ဖြစ်သွားခဲ့ပါတယ်ဇနီးတဲ့ကလည်းတကူဟာဗီဒီယိုထဲမှာပုံနေတာဖြစ်နိုင်တယ်လို့ထပ်မံတန်တရားဝင်တာကြောင့်အမျိုးသားကသူမနဲ့အတူလိုက်စစ်ဆေးပေးခဲ့ပါတယ်ဗီဒီယိုတကားကိုဖွင့်ပြီးရှာဖွေကြည့်တဲ့အခါမှာတော့ဘယ်သူမှရှိမနေပါဘူးဒါပေမဲ့လှည့်ထွက်မှာတော့သူ့လက်ထဲကိုလက်တူတစ်ခုရုတ်တရက်ရောက်ရှိလာပါတယ်ဒီအချိန်မှာတော့အမျိုးသမီးကဖဲချက်ကိုလှမ်းပြလိုက်ပါတော့တယ်အမှန်တော့သူမဟာအစကတည်းကအားလုံးကိုသိနေခဲ့တာပါလမ်းဘေးလူပေးခဲ့တဲ့ပတ်စံပေါ်မှာမင်းယောက်ျားမင်းပေါ်တစ္ဆာဖောက်နေတယ်ဆိုတဲ့စာသားရေးထားခဲ့တာကြောင့်ပါအမျိုးသမီးကဒေါသတကြီးနဲ့ဗီဒီယိုတကားကိုပိတ်လိုက်ပြီးအမျိုးသားကိုအထင်းမှာတောက်ခတ်ပိတ်လောင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအကူအညီပေးဖို့ရောက်လာတဲ့လမ်းဘေးလူကပစ္စည်းတွေခိုးပြီးထွက်ပြေးဖို့ပြင်နေတဲ့ရီးစားဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်လာခဲ့ပါတယ်အမျိုးသမီးကလည်းချက်ချင်းပဲရဲတိုင်လာဒါကြောင့်သူတို့နှစ်ယောက်စလုံးဟာထိုက်တန်တဲ့ပြစ်ဒဏ်ကိုခံရတော့မှာဖြစ်ပါတယ်ဗျာ